ဒီလူမှာအနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့စွမ်းအားရှိပါတယ်သူထေးဖြစ်သူဟာအမြင့်ကပြုတ်ကျပြီးမတော်တဆတေဆုံးတော့မယ်ဆိုတာကိုသူအရင်သိလိုက်ရတယ်ဒါကြောင့်သူထေးစီသွားပြီးအကျိုးကြောင့်ပြောပြပေမဲ့သူထေးကလုံးဝမယုံကြည်ရဲ့အပြင်သူ့ကိုချိန်စာတိုက်နေတယ်လို့ထင်ပြီးဒေါသကြီးထွက်သွားပါတယ်ဒါပေမဲ့မကြခင်မှာပဲသူထေးဟာတကယ်ပဲအမြင့်ကပြုတ်ကျပြီးတေဆုံးသွားခဲ့ပါတယ်အဲ့ဒီအခါကျမှဒီလူဟာသူ့ရဲ့စွမ်းအားကတကယ်ဖြစ်ကြောင်းသိသွားပြီးအံ့အားသင့်သွားတော့တယ်လွန်ခဲ့တဲ့10မိနစ်ခန့်ကသူဟာအဘိုးအိုတယောက်ကိုကူညီကယ်တင်ခဲ့ပါတယ်အဘိုးအိုကသူ့ရဲ့စိတ်ထားကောင်းမှုကိုမြင်တာကြောင့်အနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့စွမ်းအားကိုပေးခဲ့ပြီးနောက်ပျောက်ကွယ်သွားခဲ့တာပါအဲ့ဒီနောက်သူဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါ10မိနစ်အတွင်းမှာသူထေးဟာပြုတ်ကျတေဆုံးတော့မယ်ဆိုတဲ့အကြောင်းအရာကိုမြင်လိုက်ရပါတယ်သူဟာအဘိုးအိုကိုပြန်မေးချင်ပေမဲ့အဘိုးအိုကမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပဲသူထေးကရောက်လာပြီးသူ့ကိုအလုံးမလုံးပဲရှောက်သွားနေတယ်ဆိုပြီးချက်ချင်းအလုံးလုံးဖို့အမိန့်ပေးပါတယ်သူကသူထေးကိုပြုတ်ကျတေဆုံးတော့မယ်လို့သတိပေးပေမဲ့သူထေးကသူ့ကိုချိန်စာတိုက်တယ်လို့ပဲထင်ပြီးအဆောက်အုံပေါ်ကိုစစ်ဆေးဖို့တက်သွားပါတယ်အကျိုးဆက်အနေနဲ့တကယ်မတော်တဆဖြစ်ပြီးအပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီနောက်သူဖုန်းကိုထပ်မံစစ်ဆေးကြည့်တဲ့အခါညနေပိုင်းမှာအဆောက်အုံတစ်ခုပောက်ကွဲမှုဖြစ်ပြီးလူပေါင်း200တေဆုံးမယ်ဆိုတာကိုမြင်လိုက်ရပါတယ်သူဟာအဲ့ဒီလူတွေကိုကယ်တင်ချင်တာကြောင့်အဆောက်အုံစီကိုအပြေးသွားပြီးပောက်ကွဲမှုဖြစ်တော့မယ်လို့အားလုံးကိုလိုက်ပြောပါတယ်ဒါပေမဲ့ဘသူကမှသူ့ကိုမယုံကြပဲလုံခြုံရေးတွေကတောင်သူ့ကိုမောင်းထုတ်ဖို့ကြိုးစားကြပါတယ်အဲ့ဒီအချိန်မှာချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးဘာဖြစ်နေတာလဲလို့မေးပါတယ်သူကပောက်ကွဲမှုအကြောင်းပြောပြတဲ့အခါအဲ့ဒီအမျိုးသမီးကသူပုံစံဟာလိန်ညာနေပုံမရတာကြောင့်ယုံကြည်ပေးခဲ့ပါတယ်ဒါပေမဲ့ကြံတဲ့သူတွေကတော့သူ့ကိုစူပူတောင်းကျမ်းနေတယ်လို့ပဲထင်ကြပါတယ်နောက်ဆုံးမှာတော့လုံခြုံရေးတွေကသူ့ကိုအပြင်ကိုမောင်းထုတ်လိုက်ကြပြီးချမ်းသာတဲ့အမျိုးသမီးကလည်းသူ့နောက်ကနေလိုက်ထွက်လာပါတယ်အဲ့ဒီအချိန်မှာပောက်ကွဲမှုဖြစ်ဖို့10မိနစ်ပဲလိုပါတော့တယ်သူဟာလူတွေကိုအဆောက်အုံထဲမဝင်ဖို့တားဆီးခြင်းပေမဲ့ဘသူကမှမယုံကြပါဘူးအဲ့ဒီနောက်မှာတော့တကယ်ပဲပောက်ကွဲမှုကြီးဖြစ်ပွားသွားပါတော့တယ်